Hello အားလုံးပဲမင်္ဂလာပါရှင်လွန်ဟမ်မစ် online class ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ပေးမှာကဒီလိုမျိုး slide ရွက်ထိုးနည်းလေးပေါ့နော်အဲ့တော့ဒီ slide ရွက်ထိုးနည်းလေးကိုထိုးဖို့အတွက်ခြေကတော့ဒီလိုမျိုးfoot line ပေါ့နော်ဒီအနက်ပတ်ကလေးသုံးထားတယ်နောက်တစ်ခါကျတော့အကတော့ SI 2 mm ပေါ့နော်အဲ့ဒါကိုသုံးထားပါတယ်အယောင်ကတော့ဒီအဖြူရောင်ရဲ့နောက်ကအစိမ်းရောင်လေးရဲ့လိုမယ်ပေါ့နော်ပြီးတော့ faster လိုမယ် faster ဆိုတာကျတော့ဒီကလစ်ကအောက်ကနေခံဖို့ပေါ့နော်ပြီးလို့ရှိရင်တော့ 5cm တောက်ကလစ်အားလေးတွေလိုပါမယ်နော်အရင်ဆုံးချီဖြူရောင်လေးနဲ့စထိုးမယ်နော်ချီဖြူရောင်လေးနဲ့ဖွတ်မီ73ကထိုးပါမယ်ချိတ်73ကထိုးမယ်နော်အဲ့တော့ဒီမှာဖွတ်မီ73ကထိုးပြီးသားပြီဆိုရင်ဒုတိယမြောက်ဖွတ်မီကနေစပြီးတော့လုံးတို့တွေတိုင်တိုလေးတွေပေါ့နော်တစ်ပေါက်တစ်ချက်နဲ့17တိုင်ပြန်ထိုးသွားပါမယ်အဲ့တော့တိုင်တိုလေးတွေဒီမှာ17တိုင်ပြန်ထိုးသွားပြီဆိုရင်နောက်ဆုံးပေါက်တစ်ပေါက်ကျန်မယ်ပေါ့နော်အဲ့နောက်ဆုံးပေါက်တစ်ပေါက်ထဲမှာကျလုံးတို့ W ထိုးမယ်နော် W ဆိုတာတစ်ပေါက်ထဲမှာတိုင်တို3တိုင်ထိုးတာပါ W ထိုးပါမယ်W ထိုးပြီးသားပြီဆိုရင်ဒီပေါက်ရဲ့ဘေးပေါက်ပေါ့နော်ဒီပေါက်ကနေပြန်စပြီးတော့တိုင်တို10တိုင်ထိုးပါမယ်ဒီပေါက်တစ်ချက်နဲ့ပဲထိုးသွားမယ်နော်အဲ့တော့ဒီမှာဖွတ်မီ10ကထိုးပြီးသားပြီဆိုရင်နောက်ဆုံးပေါက်တစ်ပေါက်ကျန်မယ်နော်တိုင်တို10ကထိုးပြီးသားရင်နောက်ဆုံးပေါက်တစ်ပေါက်ကျန်မယ်အဲ့နောက်ဆုံးပေါက်တစ်ပေါက်ထဲမှာကျတော့ V ပေါ့နော် V ဆိုတော့တိုင်ပွားတစ်ခုထိုးလိုက်မယ်တိုင်ပွားတစ်ခုထိုးပြီးသားပြီဆိုရင်ပထမအဦးဆုံးဒီပေါက်မှာလာပြီးတော့ short cord လေးနဲ့ဆက်လိုက်မယ်နော်ရှက်ကော်လေးနဲ့ဆက်ပြီးသားပြီဆိုရင်လုံးတို့ရင်ဖွတ်မီတစ်ချက်တက်မယ်ပြီးသားပြီဆိုရင် V တပီထိုးမယ် V ဆိုတော့တိုင်ပွားပေါ့နော်တိုင်ပွားတစ်တိုင်ထိုးမယ်တိုင်ပွားတစ်ခါပြီးသားပြီဆိုရင်တိုင်တို3ခါထိုးမယ်တစ်ပေါက်တစ်ချက်နဲ့ထိုးမယ်နော်1 2 3sorry အဲ့တော့3ခါမြောက်တိုင်ပေါ့နော်ဒီ3ခါမြောက်တိုင်မှာကြာရင်လုံးတို့အယောင်ချင်းမယ်ဒီ3ခါမြောက်တိုင်လေးမှာဆိုရင်လုံးတို့ချီအယောင်လေးလာချင်းမယ်နော်ချီကအစိမ်းလေးနဲ့လာချင်းရမယ်အဲ့တော့3ခါမြောက်တိုင်လေးမှာလုံးတို့ချီအစိမ်းရောင်လေးနဲ့လာချင်းမယ်နော်ချီအစိမ်းရောင်လေးနဲ့လာချင်းပြီးသားပြီဆိုရင်တိုင်9တိုင်အယုံဆုံးတိုင်တို9တိုင်ထိုးပါမယ်တော့တစ်ချက်တိုင်တို9တိုင်ထိုးမယ်နော်အဲ့တော့ဒီမှာတိုင်တို9တိုင်ပြီးသားပြီဆိုရင်တိုင်ပွား3စုံထိုးမယ်နော် V3 V ထိုးပါမယ် V3 V ထိုးမယ်နော်ဒါဆိုရင် 1V ပြီးသွားပြီပြီးရင် 2V ပြီးရင် 3V ပေါ့နော်ဒါဆိုရင် V3 V ပြီးသွားပြီ V3 V ပြီးသွားပြီဆိုလို့ရှိရင်လုံးတို့7 8ပေါ့နော်တိုင်တို9တိုင်ကိုဒီအစိမ်းရောင်နဲ့ပြန်ထိုးပါမယ်ဒီ9တိုင်မြောက်ပေါ့နော်နောက်ဆုံးတိုင်ရောက်လို့ရှိရင်ချီဖြူပြန်ချင်းမယ်ချီဖြူပြန်ချင်းပြီးသားပြီဆိုလို့ရှိရင်3 8ပေါ့နော်တိုင်တို3တိုင်ထိုးပါမယ်ချီဖြူပြန်ချင်းမှထိုးမယ်နော်3 8ထိုးမယ်3 8ပြီးသားပြီဆိုရင်ဒီမှာ2ပေါက်ပို့တယ်ပေါ့နော်အဲ့2ပေါက်မှာ 2V ထိုးပါမယ် 2V ဆိုတာတစ်ပေါက်မှာတိုင်တို2ချက်စီနဲ့2ပေါက်ထိုးမယ်နော် 2V ထိုးလိုက်မယ်ပြီးတော့ရင်ပထမအုပ်ဆုံးဒီအပေါက်လေးမှာလာပြီးတော့ short cord လေးနဲ့ဆက်လိုက်ပါမယ်ဒါဆိုရင်တော့လွန်တို့ row 2လေးထိုးတာပြီးသွားပါပြီနော် row 2ပြီးသွားပြီဆိုရင် row 3ထိုးပါမယ် row 3ကကျတော့ဖွတ်မီတစ်ချက်ထိုးမယ်ပြီးသွားပြီဆိုရင်တိုင်တိုတစ်ခါထိုးမယ်နောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါထိုးမယ်နောက်တိုင်တိုတစ်ခါတိုင်ပွားတစ်ခါပေါ့အဲ့တော့တိုင်တိုတစ်ခါတိုင်ပွားတစ်ခါပြီးသွားပြီဆိုရင်လွန်တို့ 3H ထိုးပါမယ် 3H ဆိုတော့တိုင်တို3တိုင်ပေါ့နော်တိုင်တို3တိုင်လဲအဲ့လိုပဲနောက်ဆုံးဒီတိုင်လေးမှာနောက်ဆုံးတိုင်လေးမှာချီအစိမ်းလေးနဲ့လာပြီးတော့ချိန်ပါမယ်ချီအစိမ်းလေးချိန်ပြီးသွားပြီဆိုရင် 2H တိုင်တို2ခါထိုးမယ်တိုင်တိုတစ်ပေါက်တစ်ချက်နဲ့2ခါနော် 2H ပြီးသွားပြီဆိုရင် 2T ဆိုတော့တိုင်လန်း2တိုင်ထိုးပါမယ် 2T ပြီးသွားပြီဆိုရင် 3F ဆိုတော့လုံးတို့တွေတိုင်ရှည်3တိုင်ထိုးပါမယ်ဒါဆိုရင်2တိုင်ဒါဆိုရင်3တိုင်ပေါ့နော်တိုင်ရှည်3တိုင်ထိုးပါတယ်တိုင်ရှည်3တိုင်ပြီးသွားပြီဆိုရင်ဒီ FV FW ထိုးမယ် FV ဆိုတာကကြတော့လုံးတို့တွေတစ်ပေါက်ထဲမှာတိုင်ရှည်2တိုင်ထိုးမယ် FV เนาะအဲ့ဒါက FV ပြီးသားရင် FW ကကြတော့တစ်ပေါက်ထဲမှာတိုင်ရှည်3တိုင်ထိုးမယ်เนาะတစ်ပေါက်ထဲမှာတိုင်ရှည်3တိုင်ထိုးမယ်အဲ့ဒါကို FW လို့ခေါ်တယ်အဲ့တော့ FV နဲ့ FW ကို3စုံထိုးရမယ်เนาะဒီမှာအခုမှဒါတစ်စုံပဲရှိသေးတယ်အဲ့ဒါကို3စုံဆိုတော့နောက်ထပ်2စုံထပ်ပြီးတော့ထိုးမယ်เนาะတော့ဒီမှာ3စုံပြည့်သွားပြီဆိုရင်လုံးတို့တွေတိုင်ရှည်3တိုင်ပြန်ထိုးမယ်เนาะ
တိုင်ရှိတစ်တိုင်နှစ်တိုင်တပေါက်တစ်ချက်နဲ့ပဲထိုးမယ်နော်ဒီတိုင်ရှိ3နိုင်ရလေ3နိုင်ပေါ့နော်တိုင်ရှိ3နိုင်ပြီးသားပြီဆိုရင်တိုင်လက်2တိုင်ထိုးမယ်တိုင်လက်2တိုင်နော်တိုင်လက်2တိုင်ပြီးသားပြီဆိုရင်တိုင်တို2တိုင်ထိုးမယ်အဲ့တော့ဒီနောက်ဆုံးတိုင်တိုလေးမှာကြာရင်ချီအဖြူလေးပြန်လာချိန်လိုက်မယ်နော်ချီဖြူလေးပြန်လာချိန်လိုက်မယ်ပြီးသားပြီဆိုလို့ရှိရင်ဒီကို38ပြန်ထိုးမယ်နော်အဖြူလေးနဲ့ထိုးမယ်နော်ဖြူလေးနဲ့38တိုင်တို3နိုင်ထိုးပါမယ်တိုင်တို3ခုပြီးသွားပြီဆိုရင်ဒီမှာ4ပေါက်ကျန်မယ်ပေါ့နော်အဲ့ဒီဟာကိုကြတော့တိုင်တိုတစ်ခါတိုင်ပွားတစ်ခါအဲ့ဒါကို2စုံထိုးမယ်နော်တိုင်တိုတစ်ခါတိုင်ပွားတစ်ခါနော်အဲ့ဒါကို2စုံထိုးပါမယ်တိုင်တိုတစ်ခါနောက်တစ်ပေါက်မှာတိုင်ပွားတစ်ခါပေါ့နော်အဲ့ဒါလေးကို2စုံထိုးမယ်ပြီးတော့ပထမအဆုံးပေါက်မှာရှက်ကော်နဲ့ဆက်မယ်အဲ့တော့ဒီမှာကလုံးလုံးကရှက်ကော်တစ်ခုဆက်ပြီးသွားပြီเนาะအဲ့ဒီတစ်ခုဆက်ပြီးသွားပြီဆိုရင်နောက်ထပ်5ခုထပ်ဆက်မယ်အဲ့ဒါဆိုအားလုံးပေါင်းရှက်ကော်က6ခုပေါ့เนาะနဲ့3 4 5ဒီ6ခုမြောက်ရှက်ကော်မှာကြာရင်လုံးတို့ဒီအဖြူကိုဆွဲမထုတ်ဘဲနဲ့ဒီအစိမ့်လေးကိုဆွဲထုတ်ပြီးတော့ရှက်ကော်ဆက်လိုက်မယ်6ပေါ့เนาะဒါဆိုရင်6ခုဖြစ်သွားပြီ6ခုဖြစ်ပြီးသွားပြီဆိုလို့ရှိရင်ဒီချီအစိမ့်လေးနဲ့လည်းလုံးတို့တွေရှက်ကော်3ခုထပ်ဆက်ပါမယ်အစိမ့်လေးနဲ့ဆက်မယ်နော်အဲ့တော့အစိမ့်လေးနဲ့ရှက်ကော3ခုထပ်ဆက်ပြီးသွားပြီဆိုရင်နောက်တစ်ပေါက်မှာတိုင်တိုထိုးမယ်တိုင်တိုပြီးသွားပြီဆိုရင်ဖွတ်မီ3ကထိုးမယ်ပြီးသွားရင်နောက်တစ်ပေါက်မှာတိုင်တိုထိုးမယ်အဲ့ဒါလေးကိုအလုံးပေါင်း23ကြိမ်ထိုးရမယ်ပေါ့နော်ပြီးရင်ဖွတ်မီ3ကပြီးရင်နောက်တစ်ပေါက်မှာတိုင်တိုတစ်တိုင်ပြီးရင်ဖွတ်မီ3ကပြီးရင်နောက်တစ်ပေါက်မှာတိုင်တိုတစ်တိုင်အဲ့ဒါကိုအလုံးပေါင်း23ကပြည့်အောင်လို့ထိုးသွားပါမယ်နော်အဲ့တော့ဒီမှာလုံးထိုးလာတာကအလုံးပေါင်း23နိုင်ပေါ့နော်23ခုအတွန့်လေးတွေပြည့်ပြီဆိုရင်ဒီမှာဖွင့်ပြီး3ခုကြာလိမ့်မယ်နော်အဲ့ဒါအစိမ့်လေးပဲကြာမယ်အဲ့အစိမ့်လေးမှာကြာရင်လုံးလုံးရှက်ကော်လေး3ခုပြန်ထိုးမယ်နော်ရှက်ကော်3ခုပြန်ထိုးမယ်ပြီးတော့ရင်ဒီနောက်ဒီပေါ့နော်အဖြူနဲ့အစိမ့်နဲ့ဒီလိုမျိုးချိန်တဲ့နေရာလေးမှာလုံးတို့ဒီဝင်ပြီးသားရည်ဆိုရင်ဒီအစိမ့်ကျိုးလေးကိုမယူဘဲနဲ့အဖြူကျိုးလေးကိုယူပြီးတော့ရှက်ကော်ချိန်မယ်နော်ရှက်ကော်ဆက်လိုက်မယ်ပြီးတော့ဆိုရင်ဒီဘက်ကို9FLSD ပေါ့နော် 9FLSD ဆိုတာကကြတော့ရှက်ကော်6ချိန်ဆက်ပြီးတော့ထိုးလိုက်မယ်နော်အဲ့တော့ဒီမှာရှက်ကော်6ခုပြည့်ပြီဆိုရင်လုံးတို့တွေညှက်ထုတ်ပြီးတော့ခြီစားကိုနောက်ဘက်ကိုဆွဲချပြီးတော့တင်လိုက်မယ်နော်ပြီးတော့ဟိုအချီစားအစိမ်းသားလေးကိုလည်းဖြတ်ပြီးတော့တစ်ခါတည်းတင်လိုက်ပါမယ်တင်ပြီးသားပြီဆိုရင်အနောက်မှာလုံးတို့ဒီလိုမျိုးပေါ့နော်ကလစ်လေးနဲ့ဖက်ဆာလေးနဲ့ဒီလိုလေးတွဲပြီးတော့မှလူလေးကပ်ပေးလိုက်လို့ရှိရင်တော့ဒီလိုမျိုးစလိုက်ရထိုးနည်းလေးရပါပြီနော်